ကျမကအယူမတယောက်ဆိုတာအမှန်တရားပါပဲဒါပေမဲ့ကျမကတော့မွေးကလေးကကံကောင်းတယ်လူမိုက်ပဲကံကောင်းတတ်တယ်ဆိုတဲ့စကားအတိုင်းပါပဲမှတ်မိသေးတယ်အဲ့ဒီနှစ်ကအငှက်ဘေးကအရန်ဆိုးဝါးခဲ့တယ်တစ်နှစ်ပတ်လုံးမိုးမရွာတော့ကောက်ပဲသီးနှံတွေတစ်စေးမှမထွက်ဘူးဘရင်ဟောင်းကလည်းအပြင်းထန်ဖြားနာနေပြီးသူ့ရှေ့မှာတင်ပြတဲ့အစီရင်ခံစာတွေကလည်းအရန်ကိုများနေပြီးအဲ့ဒီနေ့ကကျမဘာဖြစ်သွားလဲမသိဘူးအဖေနောက်ကိုအတင်းလိုက်မယ်ဆိုပြီးပေါ်ငိုတော့တာပဲအဖေလည်းမတက်တာတော့ပဲကျမကိုအရှင်မင်းကြီးစီဂါရဝပြုဖို့ခေါ်သွားခဲ့ရတယ်ဦးကြောင်ကြောင်နိုင်လာတဲ့ကျမကအရှင်မင်းကြီးရဲ့ခုတင်သားအထိကတ်သွားပြီးသူ့နှုတ်ဘူးကိုစမ်းကြည့်လိုက်တယ်အရန်ပူနေတာပဲမိုးရွာပါတော့မိုးမိရင်အေးမိတက်တယ်လို့အမေပြောတာကိုသတိရသွားပြီးဘိုးမင်းကြီးသာမိုးမိရင်နဖူးကပူနေတာတွေပျောက်သွားမှာပဲလို့ကျမတွေးမိတာအဲ့ဒီလိုပြောပြီးတာနဲ့တရင်ပေါက်အပြင်ဘက်မှာလေတွေဆက်တိုက်လာတော့တာပဲကျမကလည်းပျော်ပျော်ကြီးရေမောရင်အပြင်ဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်ကိုမာကြီးတူတဲ့အဲ့ဒီနောက်တစ်ပတ်လုံးမိုးသေးထန်စွာရွာသွန်းပြီးအငှက်ဘေးကိုဖြည့်ရှင်းနိုင်ခဲ့တယ်လို့အရှင်မင်းကြီးရဲ့ယောဂလည်းပျောက်ကင်းသွားခဲ့တယ်အဲ့ဒီအတွက်ကျမကနောက်ထပ်ဖွဲထူးတစ်ခုထပ်ရခဲ့တယ်အဲ့ဒါကတော့ဖူးခွေကြက်တရီနဲ့ပညာပြည့်စုံသူတဲ့အဓိပ္ပာယ်ကိုတော့ကျမနားမလည်ပါဘူးကျမသိတာကတော့ကျမနာမည်ကဖူလောနေဆိုတာပါပဲအဲ့ဒီအငှက်ဘေးကိုဖြည့်ရှင်းပေးနိုင်ခဲ့လို့အရှင်မင်းကြီးကကျမကိုကံကောင်းချင်းကျေပွင့်လို့သတ်မှတ်ပြီးနန်းတော်ထဲကိုအဖေနဲ့အတူကြိုက်တယ်လို့ဝင်ထွက်ခွင့်ပေးခဲ့တယ်ဒါကြောင့်နန်းတွင်းကပွဲလန်းသဘင်တိုင်းမှာကျမပါဝင်ခွင့်ရခဲ့တာပါစီကျင်ချန်ကိုပထမဆုံးမြင်ဖူးတာကတော့ဥယျာဉ်တော်ထဲမှာပါကျမကဥယျာဉ်ထဲမှာဟိုဒီလျှောက်သွားရင်ထောင်းတနေရာမှာရက်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်တယ်အကိုကြီးလို့ထင်မိတာကြောင့်ရိုင်းတိရိုင်နဲ့ပြေးသွားလိုက်တာစီကျင်ချန်ရဲ့ရှေ့မှာတင်ဖတ်ဆိုပြီးမှောက်ရက်လဲကျသွားပါလေရောကျင်ချန်ကကျမကိုတွဲပေးခဲ့တယ်ကျမထက်အများကြီးတဲ့အဲ့ဒီလူငယ်လေးကိုမောကြည့်လိုက်မိတယ်စီကျင်ချန်ရဲ့မျက်ခုံးတွေကထူထဲပြီးအကြည့်တွေကထက်မြက်လွန်းတယ်ဦးကြောင်ကြောင်ဖြစ်နေတဲ့ကျမကိုကြည့်ပြီးသူကရုတ်တရက်ပြုံးပြလိုက်တယ်အဲ့ဒီနောက်ပိုင်းဘာဖြစ်ခဲ့လဲကျမမမှတ်မိတော့ဘူးကျမမှတ်မိတာတခုကတော့အဲ့ဒီနေ့ကဥယျာဉ်တော်ထဲမှာနှစ်သားထက်တောင်ချောတဲ့သူတစ်ယောက်ကိုတွေ့ခဲ့တာပဲစီကျင်ချန်နဲ့နောက်တစ်ကြိမ်ပြန်တွေ့တာကတော့နှစ်နှစ်အကြာဘရင်ဟောင်းရဲ့မွေးနေ့ပွဲမှာပါလော်နေဒီကိုလာဦးညီလေးအဖိုးမင်းကြီးကိုကြည်စမ်းဒီမှာဘသူကအရှင်မင်းကြီးဖြစ်နိုင်လဲဆိုတာအဲ့ဒါဘာကိုဆိုလိုတာလဲကျမနားမလဲဘူးအရှင်မင်းကြီးကိုဝေခွဲမရတယ်လို့ကြည်နေမိတယ်ကျမရဲ့အကြည့်တွေကကြည်လင်တဲ့အယူအကြည့်တွေဖြစ်နေလို့ထင်ပါရဲ့အရှင်မင်းကြီးကကျမရဲ့ဇဝေဇဝါဖြစ်မှုကိုသတိမထားမိပဲလက်ကလေးကိုပုတ်ပြီးသွားရှာကြည့်စမ်းလို့ပြောလိုက်တယ်ကျမကတော့ကြောင်တောင်နဲ့နှက်ခမ်းလေးကိုကိုင်ရင်ပက်လေးကိုလှည့်ကြည့်မိတယ်အားလုံးကမသိတဲ့လူတွေကြီးပဲထောက်မှရက်နေတဲ့စီကျင်ချန်တယောက်ပဲတစ်ခါမြင်ဘူးတလို့ရှိတာဒါနဲ့ကျမကပျော်ပျော်ကြီးစီကျင်ချန်စီပြေးသွားပြီးသူ့ဘားကိုလက်နဲ့တိုးလိုက်တယ်အဲ့ဒီအချိန်မှာပဲအရှင်မင်းကြီးစီကနေကောင်းတယ်လောနေကငါစိတ်ကိုအတိဆုံးပဲဆိုတဲ့ဂျင်းနဲ့အားရတဲ့ရေတံကြီးထွက်ပေါ်လာတယ်။ဘာဖြစ်သွားလဲကျမနားမလဲပေမဲ့အားလုံးကရေရေမောမောရှိနေတာကိုမြင်တော့ကျမလည်းလိုက်ပြီးပျော်နေမိတာပေါ့ရေလိုက်ရင်သွားရည်တွေကလည်းစီးကြလာသေးတယ်။နှစ်သားလေးလိုအကိုတော်မြင်သွားမှစိုးရိမ်တာကြောင့်သွားရည်ကြလာတိုင်းချက်ချင်းပြန်ဆုပ်သွင်းလိုက်ရသေးတယ်။အဲ့ဒီကိစ္စကြောင့်ပဲအရင်ကအရေးတယူမခံခဲ့ရတဲ့စီကျင်ချန်ဟာလူအများကြားထဲရောက်လာခဲ့တယ်။ဘရင်ဟောင်းကွယ်လွန်ပြီးတဲ့နောက်မှာတော့သူကထီးနှန်းကိုအောင်မြင်စွာဆက်ခံနိုင်ခဲ့တယ်